လုပ်ကြပါဦးလို့ဟာဒုက္ခပဲကွာကောင်းဖုံးဆက်ထားတယ်မလုံးနဲ့ဟောလဲကြမှာဟုတ်တော့ဘူးရက်တော်တက်လာတယ်ကွာဘာမှလုံမရဘူးမိတက်ကလည်းခုချိန်ကြီးမလာဘူးမိတက်ကလာရင်ကျိုးနေဆိုအဆင်ပြေမှာဟိုထင်းတုံးကြီးတော့ဝန်ဆောင်ပေးပြီးကလေးတွေရောကွာကားသမားမိုင်းရဲညကွာမိတက်ကကြောက်ပတော့နေလာမှာကိုဖုံးဆက်ထားတာပဲမိတက်ကလာရင်တော့ကျိုးရပိုင်းနဲ့ကျွမ်းရင်တော့ရနိုင်တာပေါ့